မင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်တို့ Disco 240 Mixer နဲ့ဘာလိုက်ကိုတွဲသုံးပြပေးပြီဆိုတော့ဒီနေ့မှာတော့အားလုံးစောင့်မျှော်နေကြတဲ့ Moving Head Bin မီလုံးကြီးတွေကိုဒီ Disco 240 Lighting Controller နဲ့ဘယ်လိုတွဲဖက်အသုံးပြုရမလဲဆိုတော့ကိုလက်တွေ့ပြသပေးသွားမှာဖြစ်ပါတယ် Mixer နဲ့ Bin ကိုချိတ်ဆက်ဖို့အတွက်ပေးပုံကအရင်အရေးကြီးပါတယ်ပထမဆုံးအနေနဲ့ bin ကို001ပေးထားရမှာဖြစ်ပါတယ်ဒီဟာကတော့ Mixer ရဲ့ P1 ခလုံးနဲ့ထိန်းချုပ်မှာဖြစ်ပါတယ်နောက်ထပ် bin တစ်လုံးကိုတွဲဖက်အသုံးပြုမယ်ဆိုရင်တော့017ကိုထားပေးရမှာပါဒါကတော့ Mixer မှာ P2 ခလုံးနဲ့ထိန်းချုပ်မှာဖြစ်ပါတယ်ကဲကျွန်တော် address လေးပေးပြီးဆိုတော့ Mixer ဘက်ကိုသွားလိုက်အောင်ကျွန်တော်တို့က P1 နဲ့ထိန်းချုပ်မှာဖြစ်တဲ့အတွက် P1 ကိုရွေးတယ်001ဟိုလိုအတွက်001ပထမဆုံး slide ကတော့ကောင်းကပေညာရပါတယ်ထူးသဖြင့်ပန်လို့လည်းခေါ်ပါတယ်ဒုတိယ slide ကတော့အပေါ်အောက်သွားပါတယ်ဒါကတော့အထူးသဖြင့်တေးလို့ခေါ်ပါတယ်ဒီ slide နှစ်ခုကတော့ live on လာဖြစ်ပါတယ်ဒီဘက်ကတင်မှာဖြစ်ပြီးတော့ဒီဘက်က stop ဖြစ်ပါတယ် stop ကိုအပြည့်တင်လိုက်မယ်ဆိုရင်တော့ငြိမ်လင်းသွားပါတယ်ဒီ moving ရဲ့ bin တွေက16 channel ပါတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ Mixer မှာက slide က8ခုပဲအတွက်8ခုပဲရှိတဲ့အတွက်ကျွန်တော်တို့က slide နံပါတ် B ကိုပြောင်းလိုက်ပါမယ် slide နံပါတ် B ကိုပြောင်းလိုက်ရင်တော့ slide နံပါတ်9ကနေပြီးတော့ slide နံပါတ်60အထိကိုအသုံးပြုလို့ရအောင်ဖြစ်ပါတယ်slide နံပါတ်9မှာဆိုရင်တော့ color တွေဆိုရှိပါတယ် slide နံပါတ်10မှာဆိုရင်တော့ပုံစံမျိုးစုံရှိပါတယ်ကိုဘိုးလို့လည်းခေါ်ပါတယ်ကိုဘိုးတွေကိုတေချာမြင်ခြင်းနဲ့ဆိုရင်တော့ဒီကောင်က focus လို့ခေါ်ပါတယ်ဒါကကိုဘိုးတွေကိုတေချာမြင်အောင် focus ချိန်ပေးတာမျိုးဖြစ်ပါတယ်ကျွန်တော်မီးလုံးအရင်နေနေတဲ့အတွက်ကြောင့်မို့ focus ချိန်ရခတ်နေတာဒီ slide အနေနဲ့ကတော့သူက prism ဖြစ်ပါတယ်ပထမပေညာရမ်းတာရဲ့အပေါ်အောက်သွားတာရဲ့ပန်တီးနဲ့ light on အောင်ပြန်သွားခြင်းနဲ့ဆိုရင်တော့ဒီဘက်က SA ဆိုတဲ့ဟာလေးကိုပြန်နှိပ်ပေးရအောင်ဒါဆိုရင်တော့ slide 1နေပြီးတော့ slide 80ကိုအသုံးပြုလို့ရပြီဖြစ်ပါတယ် slide 7က stop slide 8ကတော့တင်မှာဖြစ်ပါတယ်
ဘင်းမျိုးစားပေါ်လိုက်ပြီးတော့ဒီ function ခိုင်းပုံလေးကွဲလွဲနိုင်ပါတယ်ဒါကတော့ Disco 240 Lighting Controller နဲ့ Moving Head Pin တွေကိုတွဲဖက်အသုံးပြုနေပဲဖြစ်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလဲတာရှိမယ်ဆိုရင်comment မှာမေးခဲ့နိုင်ပါတယ်ခင်ဗျနောက်ဗီဒီယိုမှာတော့ Disco 240 Lighting Controller နဲ့ဒီ Moving Head Pin တွေကို program သွင်းပြီးပြပြပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်